比如说人三个微博边你有没有对门呢？对门说你有没有对门呢？那把地啊，你呢？我啥边的边你们啊？我啥家边一片你没好无，拉铁腿没好无啊？哎呀，叫你那太面路的我啥边边一片太门你们啊？你有没有拉太马抓没说人啊？喏，嘟嘟呗。ဆက်နိုးမကိတနိုးမယ်ဆိုရင်တူတူပဲဆက်ပလိုက်ပြဲသွားလို့ပြန်မတက်လာဘူးပေါ့။ဘာဖြစ်ကျဲသွားလို့ဒီကကြောင့်သူ့ဥစ္စာမဟုတ်ဥစ္စာမှဒီဖက်နေမယ်တိထားမယ်နော်။โอเคဒီဟာထိုးချိုက်မှာနော်ဥမာရေကအားမယ်မနေ့ဘုံနေဖက်သေးဖက်လေးဖက်ရတယ်နော်။ဒီကနေအပွားတို့လားပင်နေရနော်။သွားအပေါ်မှာအောင်မှာတခုကျွမ်းမယ်တက်ခါတည်းနိုးရင်ဆိုရင်ရတယ်တက်ခါလည်းကိတနိုးရင်အစံထွက်ခရခရဘာဖြစ်သူ့လဲမှာသူ့မထီလို့တက်ခါတည်းဒီမှာမဟုတ်ဆိုရင်ဒီပင်နေရပဲစစ်စီရမယ်နော်ဒီတခုပြန်လာပြီးပြီးဆိုရင်ဆိုင်ကဲဝိပုတ်ပြန်ဆိုရင်ထုတ်ချိန်မှာတစ်စုပ်ထုတ်ရမယ်ထဲအချိန်မှာတစ်စုပ်ထည့်ရမယ်နော်ထုတ်ချိန်မှာဒီမျိုးဆောင်ဒီမျိုးထည့်ရမယ်ရပြီညာနေနော်အဲ့အကြောင်းဒီအောင်ပုံစံထုတ်ချိန်မှာဒီပုံစံကိုင်းနေနော်မင်းနာချင်းဆိုင်ပြီးဒီပုံစံထောက်ရမယ်နော်ထောက်မှဒီမျိုးခွဲမယ်ခွဲချိန်မှာဆိုတော့ဒီမျိုးကန်ထားပေးမယ်နော်ကန်ထားမယ်ဆိုရင်နော်ဒီဖက်ဆိုရင်နော်ဆိုင်ကချိုင်းစပုကဲတိုင်ဖက်မှာနော်ဒီဖက်ချိုင်းစပုကဲတိုင်ဖက်မှာဒီဖက်ဆိုရင်ကလပ်ပြတိုင်ဖက်မှာနော်ခွဲချရဒီဖက်ဘယ်ဖက်လဲကလပ်ပြဒီဖက်ခွဲချရမယ်နော်ခွဲချမယ်ပြီးဆိုရင်ဒီဖက်ဘာဖြစ်နော်ပြီးဆိုရင်ဒီမှာတခုဆိုရင်ပြီးဆိုရင်ဒီတခုဆိုရင်ပါချိုင်းစုကတာဖက်မှာဆိုတော့ကီယာပင်နီယာစာပုံစံနဲ့ဒီကနေကီယာပင်နီယာတိလို့ခေါ်တယ်နော်ကီယာပင်နီယာနိဆိုင်ကကီယာပင်နီယာတော့ကီယာပင်နီယာလေပုံပြန်ဆိုရင်ဒီမျိုးပဲဆိုင်ကကီယာကြည်လာမယ်ဆိုင်ကဝါတိုင်ဝါဒူဖိုင်ကြော်သွားမယ်တေးနေ့အသောလေးမျိုးကြော်သွားမယ်နော်ပုံပြန်ဒွိနာနိုင်မျိုးပဲတွေ့ရမယ်နော်နောက်တစ်ခါใช้สุปเกตามมากียาเป็นเนียติกียาเป็นเนียนี่กียาเป็นเนียเรากียาเป็นเนียလေကြီးစီငယ်ခေါ်လာမယ်ใช้สุปเกตามมาเนาะပြီးမီကလပ်ပြန်တามมาဆိုတော့ငယ်စီကြီးခေါ်လာမယ်เนาะငယ်စီကြီးခေါ်လာမယ်เนาะပြီးဆိုရင်ဒီတစ်ခုထိုင်းခွာဖို့တိုင်သူ့စေလို့နော်စေရတယ်တို့လားဥမာဒီအတိုင်မွန်လေးရေပြက်လဲပါဆိုရင်လဲချင်မှတတန်လို့လဲရမယ်ဘာဖြစ်လဲသူ့ဖို့တိုင်သူ့ကလို့ကြိုက်သွားလို့တို့လားနော်ပြီးဆိုရင်ဒီရစာထဲမှာဒီမှာကလပ်ပြတိုင်မှာဆိုတော့ကီယာပင်နီယာတီလို့ခေါ်ပါတယ်ကီယာပင်နီယာနိကီယာပင်နီယာတော့ကီယာပင်နီယာလေးငယ်စီကြီးခေါ်လိုက်မယ်နော်ဒီမျိုးမင်းတန်ချင်းဆိုင်ဒီမျိုးမဟုတ်ဘူးလားဥပမာဆိုင်ကတစီလာမယ်တိထွေးအသမောမူညိထွေးသမောမူဆိုရင်သောကီယာထိုးစံအော်မယ်ဆိုရင်ကီယာပင်နီယာတစ်ခုပဲစစ်စီမှမဟုတ်လားအေဂျင်ခွဲမယ်ဆိုရင်ဘောကောင်းမှာကောင်းစစ်စီထားကြလို့ပဲဘောလည်းဖြစ်မလဲဖြစ်ဆိုရင်အကောလုံးလဲရမယ်လဲချိန်မှာတဆောလုံးမနလောလဲလေလုံးမင်းလုံးညာလုံးပေါ့ဟုတ်လား